လူတွေအားလုံးရဲ့ဘဝကလမ်းလျှောက်ခြင်းကနေစခဲ့ကြတယ်လက်ခုပ်လက်ဘဝကိုတီးလို့မေဆူပြဖူးတဲ့ရက်နိုင်ပြီရက်နိုင်ပြီကျွန်တော်တို့မသိခဲ့ခြင်းတွေထဲမှာပထမဆုံးရှည်လန်းကိုစာလှမ်းနိုင်ခဲ့တဲ့နေ့ကစတည်ဆုံးခြင်းနဲ့မြင်ဆိုင်ရခင်အထိအားလုံးဟာလမ်းလျှောက်နေကြရသူတွေ你叫咩呢？ရေဖို့တယောက်အတွက်လမ်းလျှောက်ခြင်းဆိုတာတနေရာကနေတနေရာကိုကူးပြောင်းတာထက်ပိုတယ်ဒါဟာရွေးချယ်မှုဒါဟာယုံကြည်ချက်ဒါဟာတာဝန်နေပူမယ်မိုးရွာမယ်အလင်းရောင်ရှိမယ်မောင်မိုက်ရင်လည်းမောင်မိုက်နေလိမ့်မယ်ဘာစောတကားမှတော့နေမတတ်နဲ့တာဝန်တာဝန်တာဝန်ကာလီဒီရှီလန်တွေကပုံမှန်ထက်မြန်တယ်မောပန်းမှုကိုလက်မြောက်အရှုံးပေးလိုက်ရှင်တဲ့အထိကိုမြန်တယ်အဲ့ဒီအဆောင်လေးအဲ့ဒီအဆောင်မှာဖွင့်နေပြီတော့နားရောက်ဆုံးနားရောက်ဖောက်နေနဲ့ဒီမှာတန်နားတော့ကြည့်ဟုတ်တယ်မင်းရောဟုတ်ကဲ့အကောင်ပြည့်ပြီးတော့ဘော်ဒီကလောမခဏလမ်းပြတာလုံးဝမပေါ်တဲ့မင်းဟိုဘက်ကိုလည်းကြည့်တာမသိဘူးတော်ငယ်မေလာခဲ့နော် crazy ငါ့ထောက်ပေးထားကြထောက်ပေးထားနော်ပြေးပြီနော်ဒီလေရမယ်ပြီးတော့ချင်းဆိုတာကလူရခီးအတွက်အသက်ရှင်လူဖို့ရာအတွက်ဟာလုံးဝမိတဲ့ယောရှင်တန်ချင်းရဲ့တန်ဖိုးကအခုဒီရှည်တလန်းချင်းစီတိုင်းမှာရှိတယ်ဒါကြောင့်ဆက်ရှောက်နိုင်ဖို့ငါအနားယူဖို့ညတညလဲလိုတယ်ရမလား